ဖားကန်ကိုတက်လာပြီးတော့ကြောက်စိမ့်လဲရှာကျင်တယ်ကြောက်မျိုးလဲနားမလဲဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြအောင်ကြည့်သွားပေးပါဗျဒါကတော့ကျွန်တော်တို့ကြောက်ရှာတဲ့နေရာမှာတုံးတဲ့စိန်တူကန်းတော်ပေါ့ဗျာဒီကန်းတော်နဲ့ကျွန်တော်တို့ကလိုက်ပြီးခေါ်ရတယ်ဗျကြောက်တွေကိုပေါ့ဗျာဆိုတော့ခေါက်တဲ့ချိန်ကျရင်ကျွန်တော်တို့ကခေါက်နေကြလူကတော့ကြောက်ကိုခေါက်မိလိုက်တာနဲ့ကျွန်တော်တို့လက်ထဲမှာတိရဗျပြီးရင်ကျွန်တော်တို့ရမ်းပေါ့ဗျာဒီရဲ့ကျွန်တော်တို့ခောက်လိုက်တယ်ဗျခောက်လိုက်တဲ့အချိန်ကျရင်ဒီမှာခောက်မိလိုက်တဲ့အရာလေးကနေပြီးတော့ပေါ်လာတဲ့ဟာကိုကျွန်တော်တို့ကရမ်းလို့တတ်မှတ်တယ်ဗျဒါခောက်မိလိုက်တဲ့ခောက်ချက်ပေါ့ဗျာခောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ငွေတွေပါထားသွားတယ်ပြီးရင်ကျွန်တော်တို့မာကြောမှုမရှိဘူးပေါ့ဗျာမာကြောမှုမရှိဘူးဆိုရင်အကြောက်မဟုတ်ဘူးလို့ကျွန်တော်တို့ကတတ်မှတ်တယ်ဗျဒါလိုက်ခောက်တယ်ပေါ့ဗျာတလုံးပြီးတလုံးခုမှစပြီးရှာမဲ့လူတွေအတွက်ကတော့ကျွန်တော်နည်းနည်းတော့ခဲရင်တာပေါ့ဗျာဆိုတော့ခောက်မယ်ခောက်ပြီးရင်ကြောက်ရဲ့ရမ်းကိုကြည့်မယ်ပြီးရင်တော့အထိုင် weight ချောဒါတွေကိုကျွန်တော်လိုက်ပြီးတော့ကြည့်မယ်ဗျကြောက်တစ်လုံးလုံးကိုဒါခုမှစရှာတဲ့လူတွေအတွက်ပေါ့ဗျာဒါကျွန်တော်တို့ကတော့အများနဲ့ခောက်နေရဆိုတော့ခောက်လိုက်ရင်ကျွန်တော်ဘယ်အားကြောက်မဟုတ်လည်းမဟုတ်ဘူးဆိုတော့တစ်လုံးကို3-4ချက်တော့ခောက်ယူရပါပေါ့ဗျာမော်လဲမော်ကြီးလဲမော်ကြီးဆိုတော့ဒါခောက်လိုက်တာနဲ့ကျွန်တော်တို့ကတိပြီဗျကြောက်ဟုတ်လားမဟုတ်လားပေါ့ဗျာဆိုးဟာကြီးလဲကျွန်တော်တို့နည်းနည်းစင်တူရိုးမားကြီးလဲအများကြီးရှိတယ်ဗျကြောက်နဲ့တော်တော်လေးတူခဲ့ဟာပေါ့ဗျာကြောက်ရမ်းလို့ဘာလို့ထိုင်းကလည်းကြောက်ထိုင်းချောကလည်းကြောက်ချော်ပေါ့ဗျာအထဲမှာတော့မဟုတ်ပေါ့ဗျာကြနဲ့ဒါလည်းမျိုးကြီးပေါ့ဗျာဒါကြီးတော့တစ်ချက်တေချာကြည့်ပြီးတော့ဆုံးဖြတ်ရမယ်ဗျတေချာခွဲခြားရတာပေါ့ဗျာ